ဒါကအတူလာအစလာဒီမွေပုံကကွန်ကိုမှာစိဟဲ့ပေါ်ရိုက်ကူးသားခြင်းဖြစ်ပါတယ်ဒီမွေကပင်90ကျော်တော့ရှိမယ်လို့ခန့်မှန်းရပြီးတော့ကမ္ဘာပေါ်မှာအရှိဆုံးမွေဖြစ်သတ်မှတ်ထားပါတယ်တရားဝင်တော့သတ်မှတ်ထားခြင်းမရှိဘူးဗျဒါကတော့ဒီပုံကိုကာလာထည့်ထားခြင်းဖြစ်ပြီးတော့ဒီပုံရဲ့အပေါ်ညာဘက်တောက်မှာတစ်ပင်တွေကိုထင်ရှားစွာတွေ့မြင်ရပါတယ်။အဲ့ဒါနဲ့ကျွန်တော်ကကွန်ကိုမှာရှိတဲ့တစ်ပင်တွေကိုတွားရှာကြည့်တဲ့အချိန်မှာတော်တော်လေးကိုစင်တူနေအောင်တွေ့ရှိရပါတယ်။အဲ့တစ်ပင်တွေကဒုက္ခနာကိုတစ်ခုစာလောက်ရှိတာကိုတွေ့ရှိရပါတယ်ဗျ။ဒါကတော့ဝါနာရှင်ရဲ့ခမန်းထားခြင်းဖြစ်ပါတယ်။တကယ်နေရာနဲ့သူတို့ထင်တဲ့နေရာနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့သုံးသပ်ထားခြင်းဖြစ်ပါတယ်။သူတို့သုံးသပ်ချက်အရမီတာ90ပေ100ကျော်လောက်ရှိမယ်လို့ခမန်းထားကြပါတယ်။ဒါပေမဲ့တော်တော်များများကလက်မခံကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့တော်တော်များများကလွမ်းနေလို့ဖြစ်ပါတယ်။တိကျတဲ့ resource ကိုပြောရမယ်ဆိုလို့ရှိရင် Remy Van Liety ဆိုတဲ့လေယာဉ်မှုကကန်တကာဆိုတဲ့ပြည်နယ်ကိုဖျက်တဲ့အချိန်မှာဒီမွေကိုတွေ့ရှိခဲ့တယ်ပေါ့နော်။သူ့ရဲ့ဖော်ပြချက်အရအရှိကတော့ပင်90ကျော်လောက်ရှိရဲ့ခေါင်းပုံစံကကြတော့ဒီတရိကန်ပုံစံလို့ဖြစ်တယ်ဗျ။သူပြောပြတဲ့မွေပုံစံကအပြင်မှာတကယ်ရှိပါတယ်။ Africa Rock Python လို့ခေါ်ပါတယ်ဗျ။စတုံးပြရဲ့15ပေတိရှိလို့သိရှိရပါတယ်။သူထပ်ပြီးပြောပြချက်တွေအရအဲ့မွေတွေက10ပေလောက်ထိတောင်မှဟတ်နိုင်တယ်လို့သိရပါတယ်။အဲ့က AI နဲ့အရန်ကောင်းတဲ့ photo edit တွေမရှိပါဘူးဗျ။တကယ်လို့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်လက်နဲ့ရေးဆွဲရလောက်ပဲဖြစ်နိုင်ပါတယ်ပေါ့နော်။ဒီမွေပုံကို1959မှာရိုက်ကူးထားပြီးတော့1980မှာလူသိများလာခဲ့ပါတယ်။ပညာရှင်တွေသုံးသပ်ချက်အရတော့ဒီပုံကတော့ Photoshop တော့မဖြစ်နိုင်ဘူးပေါ့နော်။တကယ်အစ်စ်ပုံမှာဒါပေမဲ့ကင်မရာရဲ့နေတာ angle တွေကြောင့်ပြောင်းလဲသွားခြင်းဖြစ်နိုင်မယ်လို့ထင်ကြေးပေးကြပါတယ်။ဒါကြောင့်ပိတ်သက်ကြီးအနေနဲ့ဘယ်လိုထင်လဲဆိုတော့ကိုယ့်ဘက်ဝင်အောင်ပြောဆိုပေးပါဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်